အားလုံးပဲမင်္ဂလာပါစီလုံးဝမပေါက်ဖ ೇನೆ ကျွတ်နဲ့အရန်ကိုစားလို့ကောင်းတဲ့ကြက်ရေကုန်ကြော်နီလေးကိုပမျှဝေပေးမှာပါပထမဆုံးပတ်ကကြက်ရေကုန်လေးတွေကိုဒီလိုအရွယ်စားလေးတွေလီးပြီးတော့စားချမ်းလေးနဲ့ဆေးပါမယ်ညှိနှံလဲပြောက်တဲ့အထဲထဲအကြည့်ချွေးတွေလည်းပြောင်းပေါ့နော်ပြီးရင်တော့ပါကအကြုံမှုကိုတော့ချွေးလေးပြသုံးတယ်ကိုကြိုက်တဲ့တစ်စိတ်ကိုသုံးလို့ရပါတယ်နော်ပြီးငရုတ်ကောင်းမှုကိုလည်းများများလေးသုံးထားပါတယ်ပြီးစားလေးနည်းနည်းလေးထည့်မယ်ရင်းကိုညှစ်တဲ့အပြင်ပါကဂျင်းဘက်ကလေးတွေပါနည်းနည်းထည့်ပြီးတော့နေလိုက်တော့ပို့ပြီးတော့လည်းမွေးတာပေါ့နော်ဒီပါအယောင်တင်မုံလေးနည်းနည်းထည့်တယ်ဆက်အရတာလေးရတယ်လို့အယောင်လေးနဲ့လှတာပေါ့ဒါဆိုလို့ရှိရင်ပါတော့မီအီလေးနဲ့ကြော်ပါမယ်နော်စီလေးကတော့ပုံမှန်ထက်တော့ပါလို့များများလေးတော့ထည့်ပေးရတာပေါ့နော်မီကိုလုံးဝအေးလေးနဲ့ကြော်မယ်တစ်ချိန်လက်ချိန်ကြော်ရင်တော့တို့ကျွတ်ရွရွကြက်ရေကုန်ကြော်လေးရပါပြီလုံးဝကိုကျွတ်ရွရွနဲ့စီလုံးဝမပေါက်တော့တော်တော်လေးကိုအဆင်ပြေတယ်ခေါက်ဆွဲပြုတ်စားတဲ့နေ့ဆိုလို့ရှိရင်ပဲသူနဲ့တွဲစားလို့ရှိရင်လည်းအရင်အောင်လိုက်ဖက်တယ်နော်အားလုံးပဲစားကောင်းကြပါစေရှင်